ကဲလာပြီအတိုင်းအခန်း3ရဲ့အန်ဒရီဆိုမတော့မဲ့အခန်း3ရဲ့9ရက်မြောက်နေ့ပါအတိုင်းက3မျိုးရှိတယ်တဲ့သိလားဒီမှာတိုးတွေကလည်းအတိုင်းမမကလည်းအတိုင်းဘာနာရှိကလည်းအတိုင်းအဲ့တော့ချီစုတော့တိုးတွေဆိုတာမြေပုံအတိုင်းဒါမှ TV ကိုတယ်လီဗီကိုစုခဲတာမမဆိုတော့ TV ကိုဖွင့်လျက်သားအတိုင်းအာကဲဘာနာရှိဖွင့်လျက်သားအတိုင်းဘာတွေကွာလဲဆိုတာကိုပြောမယ်တိုးတွေကအတိုင်းအဲ့ဆိုတော့နောင်တော့တိုးတွေချီစုတော့တိုးတွေဆိုရင်နောင်တော့တိုးတွေဒီဘက်ဘေးကိုကြည့်လိုက်မယ်နောင်နဲ့ဆိုကက်ရက်မှာဒိုးတွေဖြစ်တယ်နော်နောင်တော့တိုးဒီနောင်တိုးဒီအတိုင်းတိုမရချီကားတဲ့ခိုင်တဲ့ခုတဲ့တာချီစုတော့တိုးဒီနိတငယ်ချင်းကရေးပေးလိုက်တဲ့မြေပုံအတိုင်းနဲ့ခိတာကလာခဲ့ပေမဲ့မီချီနီမာယောတာလမ်းကိုမားခဲ့တယ်တဲ့ယူခီကဖုတဲ့ခိတာနင်းကကြခဲ့တယ်တဲ့တော့ယောဟိုဒိုရီတာကြိုတင်ခံမှန်းချက်အတိုင်းဖြစ်ပါတယ်တဲ့နောက်တော့စန်းစေးကအစ်တဒိုရီစန်းစေးပြောခဲ့တဲ့အတိုင်းရှိခံဝမူဇုခရှိခတာစာမေးပွဲကခတ်ခဲ့တယ်တဲ့နောက်တော့တဲတဲဘီကိုစခဲတာမမ TV ကိုဖွင့်လျက်သားအတိုင်းသူကဘတ်တာမမလေး M4 မှာပါပြီးသားစခုရဝါတဲ့မနေ့ကတဲ့တဲတဲဘီကိုစခဲတာမမနေတဲ့ရှိမတာမနေ့ညက TV ကိုဖွင့်လျက်သားအတိုင်းနဲ့အိပ်ပျော်သွားခဲ့တယ်နောက်တော့ခုံတို့ရာစာကြီးဝါဒီဟင်းရွက်တွေကတဲ့နာမနောမမတဲ့ထားပဲတဲ့မို့အိုကြီးထဲပဲတဲ့မို့အိုကြီးရှိတယ်စီရောအစိမ့်တိုင်းဆိုင်ရင်လည်းပဲအရသာရှိရနော်အဲဒါကြောင့်မလို့လေဟိုအရှင်းကနေဘာတွေလိုက်တာလဲညာတွေလိုက်တာလဲလိုက်မကြက်နိုင်ဘူးဒါပေမဲ့လေဒီမှာ rebon မှာပါတယ်ဆိုတော့ကြီးစုံတော့ဒိုးဒီကြက်လိုက်ပြီဟုတ်လားနောက်ပြီးတော့ကြာဒီမှာမလဲယောဟိုဒိုရီချီစုနော့ဒိုရီယောဟိုဒိုရီအဲ့ဆိုရင်တော့ဒီဒါလေးနှစ်ခုကြောင့်မလို့နောင်နော့ဒိုရီနောင်ဒိုရီဆိုတာသိပြီးသားเนาะနောက်တစ်ခုအတိုင်းကပါနာရှိတယ်ပါနာရှိဆိုတော့မထိုအာခဲပါနာရှိတဲ့အာနာရှိတဲ့တဲခိတာဆိုတော့တကားကိုဖွင့်လျက်သားအတိုင်းနဲ့ထွက်လာခဲ့တယ်ဒီပါနာရှိသည်မနစ်မြို့တာအတိုင်းလို့ဘာသာပြန်မယ်အဲ့ရဲ့နောက်မှာ feeling ကမနစ်မြို့တာပါမယ်မိစုဟိုတဲ့ဒါရှိပါနာရှိနိရှိနိုင်တဲ့ခုဒါဆိုင်ရေကိုဖွင့်လျက်သားအတိုင်းမထားပါနဲ့အဲ့ဆိုတော့အတိုင်းကဘယ်နှမျိုးလဲဆိုတော့၃မျိုးတိုးရီရဲ့မမရဲ့ပါနာရှိရဲ့တိုးရီကလည်းအတိုင်းမမလည်းအတိုင်းပါနာရှိကလည်းအတိုင်းတိုးရီမမပါနာရှိအတိုင်းတိုးရီမမပါနာရှိအတိုင်း၅ခေါက်ပြောပါအောင်ဆိုတော့တိုးရီကနောင်တော့တိုးရီနောင်ဒိုရီနောင်တော့တိုးရီနောင်ဒိုရီမမဗတ္တမမပါနာရှိရတော့အတိုင်းကိုမှမနစ်မြို့တာနောက်တစ်ခုတဲ့ခီရီဖြင့်သာလင်းနဲပါတဲ့အရွေအတွက်ကိုပြောတာတဲ့နဲပါတဲ့အရွေအတွက်ကိုပြောအန်တူရအောင်တော့လည်းနဲ့ level မြင့်သွားမှာပေါ့နော်တစ်ခုထပ်ပါလာမယ်ဖူတာရီခီရီတဲ့နှစ်ယောက်တည်းသာလင်းနဲ့ဟာနာရှိကိုရှိတိုင်းတဲ့နှစ်ယောက်တည်းသာလင်းစကားပြောခြင်းတဲ့ခါတယ်နီအာတာနော်ဝသူနဲ့တွေးခဲ့တာကအစ်တိုင်ခီရီတဲ့တစ်ကြိမ်နဲ့သာပဲရှိပါတယ်ခီရီဒီနဲပါတဲ့အရွေအတွက်ကိုပြောတာအဲ့တော့တိုးရီရဲ့မမရဲ့ပါနာရှိရဲ့ခီရီရဲ့တိုးရီမမပါနာရှိအတိုင်းက၃မျိုးရှိတယ်တိုးရီမမပါနာရှိအဲ့တော့တိုးရီကနောင်တော့တိုးရီနောင်ဒိုရီမမဒီဗတ္တမမပါနာရှိကမနစ်မြို့တာခီရီကနေပါတဲ့အရေးအတွက်ကိုပြောတာအရှိရဟာတွေကိုပြန်ပြီးတော့နှွေးပေးရမယ်ဆိုရင်တဲမိုးလဲပဲရှာလဲပဲမတွေ့ဘူးဒေါနာနီရန်ရှူရှိတဲမိုးဘလောက်လေးချင်းလဲပဲတော်မလာဘူးဂျီရှောကိုစခါဝါဇူနီမြေပုံကိုမတုံးပဲအဘိဓာန်ကိုမတုံးပဲနဲ့ဇူနီနဲ့နိုင်တဲ့နဲ့တူတဲ့နီဟွန်ဒိုင်ယောတိုတဲ့ဂျပန်ကိုစားပြုအနေနဲ့ရှေ့ကနောင်ရဲ့ position ကိုဖော်ပြတာဂိုက်ခုတ်ခုချင်းနီရှိတဲ့ဝါနိုင်ငံသားအနေနဲ့မထင်မရလောက်အောင်အထင်နဲ့အမြင်နဲ့လွဲတာယခုအန်နီရှိတဲ့မိုးရန်တရဖြစ်ရင်တောင်မမဝယ်ဘူးအဟွန်တိုဓာတိုစတာတာတကယ်သာဆိုရင်ကောင်းပါပဲနောက်ပြီးတော့အခုဆိုမိုရီဒက်စတာသွားမယ်လို့တွေးထားတယ်လုံးမယ်လို့တွေးထားတာ၃မျိုးရှိတယ် eco keito moimas versionary somori des versionary yotei des နောက်ပြီးလို့ရှင်ဟာဇူဒါအကျင်းသေးတယ်မကျင်းသေးဘူးဆိုရင်ဟာဇုကအနိုင်နောက်ပြီးလို့ရှိရင်ဘယ်ခိတာလှုပ်တဲ့နဲ့ဘယ်ခိဒေဝနိုင်ဆိုရင်မလှုပ်တဲ့ဘူးဘာတွေကိုမလှုပ်တဲ့တာလဲစီမင်းစီကန်းတွေကိုပြောတာယောခုအာစွန်ဒါမိုနိုဒါမကြာခဏကစားခဲ့တာအတိတ်ကိုပြန်ပြောင်းသတိရတာဆွီဒန်နီတလက်စားတဲ့ဈေးဝယ်တလက်စားတဲ့ဈေးဝင်တလက်စားတယ်ဘာလို့မီတာဆောင်သွားမယ်ပေါ့ဟဲ့စမ်ပိုနော့ဆွီဒန်နီဆိုတော့လမ်းလျှောက်ရင်းတလက်စားတယ်နောက်တော့ခိုင်းမိုနိုနော်တာပြီးနီးဈေးဝယ်တိုင်းမှာကြွရတယ်မတို့အာခဲတာတိုတန်တကားကိုဖွင့်လိုက်တာနဲ့ချက်ချင်းလေးအေးလေးရဝင်လာတယ်ကိုလောက်တာမဟုတ်သူကသူလာတယ်ဂျီတို့ရှိတွေကလာတာနောက်ပြီးတော့စိုက်ချူနီအနေစဉ်အတော်အတွင်းနောက်ပြီးတော့အတိုင်းက၃မျိုးရှိတယ်တိုးရီရဲ့မမရဲ့ပါနာရှိရဲ့အတိုင်း၃မျိုးတိုးရီကနောင်တော့တိုးရီနောင်ဒိုရီမမလည်းအတိုင်းပါနာရှိရကြတော့မနစ်မြို့တာနောက်ပြီးတော့ဖူတာရီခီရီနဲပါတဲ့အရေးအတွက်ကိုပြောတာနှစ်ယောက်တည်းသာလင်း